လူတိမှာသူတို့ဆိုးတယ်ရှစ်တယ်ပေါ့နော်ချစ်ရတယ်ရှစ်တယ်ကျမအလုံးမရှိဘူးပတ်စံချစ်ရချစ်စရာမလို ကိုကလုံးနေဆိုရင်ဘာမှကြောက်စရာမလိုဟုတ်တယ်ကြားရတော့ကောင်းကနေရတယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါစင်မီတန်နဲ့ကြိုဆိုပါရစေအခု CC ကစင်မီတန်မှာချင်းငွေပထမဆုံးချိန်ရှောက်ပြီးတော့ပြန်ဆက်ပြီးသွားရဲအမနီလာဆိုးကိုအင်တာဗျူးမှာဖြစ်ပါတယ်သူမရဲ့အတွေ့အကြုံလေးကိုနားဟောကြည့်အောင်အမမင်္ဂလာပါဟုတ်ကဲ့အမအကြောင်းလေးနည်းနည်းလေးသိချင်ပါတယ်အမထိုင်းမှာဘာလုပ်တာလဲမသိဘူး ထိုင်မှာမုတ်ယုံမှာလုပ်ပါတယ် အော်ဘာမဟုတ်လဲ အာလူမုတ်ပစုံမုတ် ဒီနေ့ယူလာလား CC အတွက် နည်းနည်းဖယ်လာခဲ့မယ် အမထိုင်းမှာနေတာဘယ်လောက်ကြာပြီလဲမသိဘူး ဟုတ်ထိုင်ကိုရခဏနှစ်ပဲရှိပါသေးတယ် အော်အစတော့မြန်မာမှာ ဟုတ် မြန်မာမှာဘယ်မှာနေရလဲမသိ ဒီ ဘူး မှာမကွေးတိုင်းမင်းတို့မျိုးနေမှာပါ အော်ဒီမှာအိမ်မျိုးကသူတွေရောရှိလား ရှိရ ဖော် ဒီ ရ မှာအများကြီးပဲဒီတော့မှအများကြီးပဲကျမတို့နေတဲ့ရက်ကွက်ထဲမှာဆိုတော့မင်းတို့သားတွေကြီးပဲ အော် မင်းတို့သားတွေကိုလည်းဒီစင်ပီတက်မှာဟိုချင်းကိုရှောက်ဖို့ဆိုပေါ့နော်ယုံယုံကြည်ကြည်ရှောက်လို့ရတယ်ဆိုတာကိုမင်းတို့သူတယောက်နဲ့ပြောပြခြင်းပါတယ် အော်ဟုတ်ကဲ့ပါဒါနဲ့မင်းတို့သားရဲ့ချောလိုက်စင်မီတန်ရောဘယ်လိုစပြီးတော့သိရလဲမသိ စင်ပီတက်ဒီငှက်ရုံကတငယ်ချင်းကပြောလို့သိတာပါ ဘာဖြစ်လို့ချင်းဝင်ရှောက်ဖြစ်တာလဲဘာအကြောင်းကြောင့်လဲသိချင် ချင်းငယ်ဆိုကိုခက်ခဲနေတာပေါ့နော်ပတ်စံငွေကြီးခက်ခဲနေတဲ့ချိန်မှာတကယ်ချင်းကညွှန်ပြတဲ့အတွက်ဒီကိုလာရှောက်ဖြစ်တာပါ အဲ့ဆိုအမစင်မီတန်မှာချင်းဝင်ရှောက်ဖို့အတွက်ဘာဖြစ်လို့ဆုံးဖြတ်ခဲ့ရလဲ ဟုတ်စင်ပြစ်တယ်မှာတုံးနှုံတက်တာတယ်သုံးဘက်တိုးပဲဆိုတော့ကိုဒီအတွက်ပြင်မှာချစ်ရတဲ့အတွက်အများကြီးတက်တာတဲ့အတွက်ဆုံးဖြတ်ပြသွားတာပါ ဟုတ်ကဲ့အပြင်မှာရောချိဘူးလား ပြင်မှာချစ်ဖို့ပါတယ်ပြင်မှာကျတော့အတူများတယ် ဒါဆိုလို့ရှိရင်အမဒီစင်မီတန်မှာချင်းဝင်ရှောက်တဲ့ဒါပထမဆုံးexperience အနေနဲ့ပေါ့နော်ဘလို့မြင်လဲဒီလုပ်ငန်းစဉ်တွေအမအတွက်ရှုပ်တယ်လို့ထင်လားလွယ်တယ်လို့ထင်လား မမကျိန်ပေါ့နော်အင်တာဗျူးလာဖြေတော့ဒီချင်းကိုရှောက်လို့သူတို့အင်တာမေကွန်းလေးတွေကိုဖြေတော့ကိုနည်းနည်းစိတ်ရှုပ်သွားတာပေါ့ဒါပေမဲ့တကယ်ချင်းဝင်ထုတ်ပြီးတဲ့ချိန်ကျတော့ဒီစင်ပြစ်တန်ကတအားကိုစင်ပြေတယ်ဆိုတဲ့ဘက်က तू ကအတုံးလုံးတက်တာတယ်ကိုအတွက်မပြုတ်ပါတော့ဘူးပေါ့နော်ကိုခက်ခဲနေတဲ့ဟာတို့လွယ်လွယ်ကူကူဖြည့်ရှင်းလို့ရတယ်နောက်ပြီးတော့ပထမချိန်ထုတ်ပြီးပြီဆိုတော့နောက်တစ်ချိန်အတွက်မခက်ခဲတော့ဘူးအဲ့ဒီအတွက်ကျမတော့တကယ်ဝမ်းသာတယ်အများသောအားဖြင့်လူတွေကတော့ပြောကြတာပေါ့နော်ဟိုမိကိုနေမေးတယ်ရှိတယ်မြချောင်းမေးတယ်မကြိုက်ဘူးဆိုမဲ့ကျမရဲ့ခံယူချက်ကြတော့ဒီလောက်ကတော့ဟိုချင်းငွေလုပ်ငန်းဘက်ကလည်းမေးမှာပဲကိုယ့်ဘက်ကကြတော့ဒါလေးပဲဖြည့်ပေးရတာကိုယ့်ဘက်ကဒီဘက်မှာတစ်ခုခုပေးထားရတာမျိုးအပေါင်းတဘောမျိုးပေါ့နော်ပစ္စည်းတွေလည်းမလိုဘူးတွေ့ချင်းစစ်ပစ်တန်တော့တကယ်ကောင်းဆုံးပါကျမတို့ကတော့အရင်ဝန်တာတယ်စစ်ပစ်တန်လုပ်ငန်းကြီးကိုတကယ်ပဲကျေးဇူးတင်ပါတယ် ဟုတ်တယ်ဒါဒီလိုမျိုးမေးတယ်ဆိုတာလေကိုယ့်ရဲ့ယုံကြည်မှုဆိုတာအပြန်အလှန်ရှိရမယ်လေဟုတ်တယ်မလားကိုကလည်းယုံကြည်လို့ကုမ္ပဏီဘက်ကလည်းကိုယ်ပြန်ပြီးယုံကြည်ရမယ်ဒါကြောင့်မို့လို့ဒီလိုမေးခွန်းနေမေးရပါတော့အဲကြောင့်မို့လို့တချို့တွေကရှုပ်တယ်လို့ထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့ဒါကလိုအပ်လို့မေးရပဲဟုတ်တယ်နော်ကိုကလုံးနေဆိုရင်ဘာမှကြောက်စရာမလိုဒီမေးခွန်းတွေကအဲ့ဒါပဲအဓိကကြားရတော့ကောင်းကနေရတယ် ဒီမချင်းငွေလာလျှောက်တယ်လူတိမှာသူတို့စိုးတယ်ရှစ်တယ်ပေါ့နော်ချစ်ရတယ်ဆိုရှစ်တယ်ကျမအလုံးမရှိဘူးဘာဖြစ်လို့မရှိဘူးလို့ဆိုတော့အပြင်မှာတိုးတိုးလေးတွားချီလဲအတူအများကြီးနဲ့ပြီးတော့သူပြန်တောင်းတဲ့ချင်းကိုမပေးနိုင်စိတ်ဆင်းရဲတယ်ဒီမှာပုံမှန်လေးပြန်သွင်းပေးတယ်ဆိုရင်စိတ်ဆင်းရဲစရာမလိုဘူးပြီးတော့ပတ်စံချီတိုင်းရှစ်စရာမလိုဘူးကျန်တဲ့ဟိုယင်းနီတစ်ခုတွေ့စင်ပီတန်ကဆင်ပြေတယ် ဟုတ်တယ် ဟိုကျန်တဲ့လုပ်ငန်းကိုတိုးချက်သွားလို့ရတယ်ကျမစိတ်ကတော့အဲ့လိုခံယူပါတယ် ဟုတ်တယ်เนาะပြီးတော့ချင်းဝင်ပြန်ဆက်တဲ့အချိန်ကလည်းတစ်လမှာ2ခါပြီးတော့ကိုယ်အလုပ်ကလည်းတစ်လမှာ2ခါရရမလားဆိုတော့အလုပ်ရတဲ့အချိန်မှာပေးလိုက်တာတော့ဟိုလိုမျိုးရပြီးကြာမှပေးရင်တော့မှကိုယ်စီမှာမရှိရတာပါဖြစ်နေမယ်ဒါပေမဲ့ကိုကလောက်စာထုတ်တဲ့အချိန်မှာချင်းဝင်ပြန်ဆက်တဲ့အချိန်ကလည်းကွက်တီလေးပဲဆိုတော့လို့လွယ်ကူပြန်ဆက်လို့ရဟတ်တယ်မလားเนาะဆိုတော့အမချင်းဝင်ရှောက်ပြီးသွားတော့ဒီပထမချိန်တော့ကဘေးအချိန်တော့ရလဲမသိဘူးရှောက်ပြီးသွားတာ ရှောက်ပြီးတစ်ပတ်လောက်ကြာတော့ဖုန်းဆက်လာတယ် ဟုတ်ကဲ့ ဟိုချင်းငွေကြားအကြောင်းပေါ့နော်ကိုဆိုယုံတော့မယုံနိုင်ဘူး ဘလောက်ချင်းဝင်ရှောက်ခဲ့ရ ကျမအဲကတော့ကကျမဆက်လက်ကြတော့ဟိုနဲတယ်အခါတော့ခလေးကနေမကောင်းအလုံးမစင်းနိုင်တာတွေနဲ့ယုံကပိတ်ရတင်းနေဆိုတော့လေချင်းငွေ6000ပဲရတယ် อ๋อ ဒါပေမဲ့ကျမဝမ်းသာတယ်6000ဆိုလည်းပြင်မှာချိတယ်ဆိုအများကြီးပဲတိုးတက်ကြတော့လေအဲ့လိုမျိုးကြောင့်ကျမ6000ဆိုလည်းတအားကိုဝမ်းသာသွားပါတယ်နောက်ပိုင်းကျတော့ဒုတိယချင်းကြတော့1000ရတယ် ဟုတ်တယ်စင်မီတန်ကအကိုကအချိန်မှန်လေးပြန်ဆက်တယ်ပုံမှန်လေးပြန်ဆက်ပေးတယ်ဆိုလို့ရှိရင်သူကနောက်ပိုင်းတိုးပြီးရှောက်လို့ရတယ်ဒါစစချင်းမှာဒါယုံကြည်မှုရတဲ့အနေနဲ့ပေါ့နော်ပြီးတော့ကိုယ့်ရဲ့လစာအများဆုံးပမာဏအတိုင်းရှောက်လို့ရတယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ဝင်ငွေဝင်ထက်ပေါ်မှာဥပမာကိုကအရန်အသုံးစိတ်ကြီးရဲ့အထွက်ကများနေတယ်အဝင်ကနည်းနေတယ်ဆိုလို့ရှိရင်ဒါအများကြီးတဲ့စင်မီတန်ချေးပေးမှာမဟုတ်ဘူးကိုယ့်ရဲ့အသုံးစိတ်ပေါ်မူတည်ပြီးတော့ချေးပေးရပါတော့ခသေးအတွက်ချင်းဝင်ရှောက်လိုက်တာလား ဟုတ်တယ်ခလေးရေပန်းကြတော့ခလေးကတော်တော်နေမကောင်းဖြစ်သွားတယ် အခုကောင်းသွားလား ကောင်းသွားပါပြီခလေး ကောင်းတာပါအရင်ဝမ်းသာပါတယ်အခုချင်းဝင်အရာရှိအောက်မှာပေါ့နော်ထိုင်နေကြတဲ့ချင်းဝင်အရာရှိတွေနဲ့ဆက်ဆံရတာအဆင်ပြေလားမသိဘူး ဒီစင်မီတန်ကချင်းငွေရရှိနေတဲ့ဆက်ဆံတာအရင်ဆင်ပြေပါတယ်ပြီးတော့သူတို့ကင်ထားတယ်ပေါ့နော် Facebook ကမှသူတို့ comment တွေကိုပြန်ဖြေတဲ့သူတို့ရဲ့စိတ်ထားလေးနဲ့ယုံဝင်လာတဲ့စိတ်နဲ့တူတူပါပဲသူ
ဟိုရှေ့တစ်မျိုးကွယ်ရတစ်မျိုးအဲ့လိုမျိုးမရှိဘူးချင်းဝင်ဆောင်ရှာရတာစိတ်ချမ်းသာတယ် ဒီမှာလေစီစီရောအပြင်ဗီဒီယိုရဲနဲ့အပြင်မှာ စီနဲ့တွေ့အကြည့်နေတာကြာပြီ Okay so ဒီမေကွန်လေးကတော့ဒါစင်မီတန်မှာချင်းငွေရှောက်ဖူးတဲ့သူတွေပဲထင်နိုင်မဲ့မေကွန်လေးပေါ့နော်ဆိုတော့အမအနေနဲ့စင်မီတန်ကိုမလာခင်ကစင်မီတန်ကိုအမြင်ပေါ့နော်ပြီးတော့စင်မီတန်မှာချင်းငွေရှောက်ပြီးတော့ဒါဒီမှာရှောက်ဖူးတဲ့သူတွေပဲသိပဲဆိုတော့အရာပေါ့နော်အဲ့ဒါဆိုဘာဖြစ်မယ်လို့ထင်လဲ စပီတန်ကိုမလာခင်ကတော့ကိုလေးပဲမယုံကြည်ရဘူးပေါ့နော်ဘာဖြစ်လို့ဆိုတော့ကိုလေးနဲ့ခြေကန်းဟိုလူဒန်းသားဆိုတော့ဒုက္ခရောက်မှကြောက်တယ်ဒုက္ခရောက်မှကြောက်ဒါပေမဲ့တကယ်လာပြီးရှောက်တော့ဟိုတော်တော်အားရှိသွားတယ်စပီတန်ကြောင့်ကိုတော်တော်အားရှိသွားတယ်ကိုသားသမီးနဲ့မကောင်းတဲ့ချိန်မှလည်းကိုကြီးဖြစ်တယ်အဲပြီးတော့တကယ်လို့ကိုလက်ရှိအကျွေးတွေကိုမှမရှိတော့ဘူးဆိုရင်တော့မှစပီတန်နဲ့80ပြီးရင်ပုံမှန်လေးကိုဘက်ကပြန်ဆက်ပေးပြီးပြန်ထုတ်မယ်ဆိုရင်တခြားစီးပွားရေးကိုခွန်းလန်းရှိတယ်ဆိုတာကြောင့်ကိုစိတ်ထဲမှာယုံကြည်မှုရသွားတယ်ဟုတ်အဲ့လိုမျိုးလေး စီးပွားရေးဆိုဘာလို့ချင်တာလဲ ရွှေဆိုင်ဖွင့်ပြီးအဲ့လိုမျိုးရွှေဆိုင်ရောင်းနေတယ်။ဒါပေမဲ့သူများရီမာပြောရင်အဲ့ မရှိပါဘူးရွှေရောင်း this is normal like လူတိုင်းရွှေရောင်းချင် လိုက်တော့လူတွေဆိုရီမာနော် ရေဘူးမရေဘူး oh my god ရင်တွေ့မှာလားအဲ့ထိလာတယ်ဆိုအမဒီလားစာရပြီဆိုလို့ရှိရင်ချင်းငွေလည်းအချိန်မှန်ပြန်ဆက်နိုင်မယ်ပြီးသွားလို့ရှိရင်ဒီကိုယ့်ရဲ့အိမ်အတွက်ကောသုံးဖို့အတွက်စားဖို့အတွက်ပြီးရင်ပတ်စံ save ဖို့အတွက်ပေါ့နော်အမဘလို့စီမံခန့်ခွဲလည်းမသိဘူး အဲ့လိုကြတော့ကျမကူလက်ရှိစနေနဲ့3နှစ်ကြာတော့ကိုတွတ်တယ်စားအောင်မှအင်ချန်တွဲတယ်ဒီလားကိုပေးစရာရှိတာဘယ်လောက်ရှိတယ်ခန်းကဘယ်လောက်ရှိတယ်တနေ့စားစီဘယ်လောက်ရှိတယ်ကိုချားရည်တယ်ချားရည်တော့15ရက်ကို2000ကုန်တယ်ပေါ့2000ကုန်ရင်15ရက်ကို2000ကုန်မယ်ဆိုတနေ့ကိုဘယ်လောက်တွားဘယ်လောက်ပေါ့နော်ဟိုတော့မှ100လား150လား200လားအဲ့လောက်သုံးရင်15ရက်ဆို2000ကဟိုကညင်ရလားကိုအဲ့လိုလုပ်ပြီးတော့သုံးဖြစ်ပါတယ်အဲ့ဆိုတော့အမအနေနဲ့အကြံပေးရမယ်ဆိုရှင်စာထဲမှာချရေးကိုယ့်ရဲ့အသုံးစရိတ်တွေဝင်နေရောအထွက်တွေရောဒါတကယ်ကိုကောင်းတယ်စီစီလည်းအဲ့လိုမျိုးလုပ်တယ်ပေါ့နော်စာလေးမှာခြိုက်တာဒါမှကိုတလားဘလောက်တွေသုံးမိနေလဲအပိုတွေသုံးနေလားတကယ်လိုအပ်တဲ့အရာတွေအတွက်သုံးနေရလားအတိမှာဟုတ်တယ်အဲ့လိုမျိုးပဲပြီးတော့ဒီအလုံးနာရဲ့ဒီပေါ့နော်အလုံးနာရဲ့တွေဆိုရင်ကိုပြန်ပြီးနည်းနည်းဆန်းစစ်တယ်ပေါ့ကိုဘယ်နေရာမှာလိုအပ်သွားလဲဘယ်နေရာမှာဟိုဘာလေဖြည့်စည်းဖို့လိုလဲပေါ့နော်သားလည်းရှိတယ်ကိုအိမ်တော်လည်းရှိတယ်ဆိုတော့ကိုသားလေးကိုရောစက်ပွင့်ဆန်ရရောပေါ့နော်ဘယ်လားလေးတွေဖြည့်စည်းဖို့လိုအပ်လဲကိုတွေ့ရောကိုလည်းဘယ်လားလေးတွေပြုတ်ပြင်းဖို့လိုအပ်လဲကိုအလိုတော့တွေးဖြစ်တယ်ဒါပေမဲ့ကိုလည်းပြည့်စုံတဲ့လူတော့မဟုတ်ပါဘူးဟိုအတွင်းနဲ့တော်လေးကိုအမရဲ့သားအရန်ကန်ကောင်းပါတယ်အခုလိုမျိုးတွေဆိုးတယ်ဆိုးမနိုင်ဘူးချင်းငွေကိုအချိန်မှန်ပြန်ဆက်တဲ့အတွက်ကြောင့်မလို့အမဘလို့အကျိုးမြတ်တွေရှိရလို့ခံစားရလဲဟုတ်ချင်းငွေဟိုလိုမျိုးပုံမှန်ပြန်ဆက်ပေးတဲ့အတွက်နောက်တစ်ချိန်ထုတ်ရမှလွယ်ကူပါတယ်ဒုတိယချိန်လို့ပြောရထားတဲ့ပြောစရာမလိုလောက်အောင်ကိုဟိုချင်းငွေပမာဏတိုးမြင့်ဖို့လည်းလွယ်ကူပါတယ်အဲ့ဆိုလို့ရှိရင်နောက်ဆုံးမေးခွန်းလေးကတော့စင်မီတန်အပေါ်မှာထင်မြင်ချက်ပေါ့နော်လုံးဝ 100% honest အဖြေမှန်ကိုယ့်ရဲ့ထင်တဲ့အတိုင်းစိတ်ထဲမှာရှိတဲ့အတိုင်းပြောလို့ရတယ်ပြီးတကယ်ချင်းတွေကိုအကြံပေးမလားပေါ့ဒီမှာလာဖို့အတွက်ဆိုတော့အဲ့လေးဖြေပါတကယ်ချင်းတွေကိုပြေးမှလည်းပြောဖြစ်တယ်တကယ်ချင်းတွေကဒါမှယုံဆိုတဲ့အတန်ကြားရတယ်သူတို့စိတ်ထဲမှာနည်းနည်းကြောက်နေမှာပေါ့ကျွန်မပြောတဲ့ဒီစင်မီတန်ကိုသွားပြီးတော့စင်မပြေဘူးဆိုသွားချီပါအတွန်းနှုံတက်တာတယ်အဲ့ပြီးတော့ပုံမှန်လေးပြန်ဆက်ယုံနေဟိုစိတ်ညစ်နေစရာမလိုပြင်မချင်းချင်းကစိတ်ညစ်နေရတယ်ကြောက်နေရတယ်ဘယ်တော့တောင်းတော့မလဲသူတို့တွေးလိုက်ရင်တော့ဟိုငါများတောင်းတော့မလားတွေးနေရတယ်ဒီမှာကျအလိုတွေးစရာမလိုပုံမှန်လေးကိုဆက်ရမယ်ကိုဆက်နိုင်ရင်ရပြီပြီးတော့ဒီထက်အဝန်နဲ့နေဆိုအားလုံးတန်းတူပဲစိတ်ချမ်းသာတယ်အဆက်ဆံရေးရောအားလုံးလောက်ကင်မှုပေါ်မှာရောကျမယုံလည်းယုံကြည်ရတယ်ဟိုယုံမှချင်းငွေရှာလို့နောက်ပိုင်းကျရှုပ်သွားမလားကိုဒုက္ခပေးမလားပေါ့နော်အဲတွေးရတော့အရင်ဆုံးဝင်နေတွေးပါပဲဒါပေမဲ့အရာမျိုးလုံးဝမရှိပါဘူးကြောက်စရာလည်းမလိုပါဘူးအဲကြောင့်ငွေချင်းတို့လည်းဖိတ်ခေါ်ကြပါတယ်ဒီစင်မီတမချင်းငွေရှောင်းမယ်ဆိုရင်အတိုးလေးတက်တာတယ်စိတ်လည်းချမ်းသာရပါတယ်လို့ကျေးဇူးအများကြီးတင်ပါတယ်โอเคပါအခုလိုမိကုန်းလေးကိုစိတ်ရှိရှိနဲ့ဖြေပေးရတဲ့အတွက်အမကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ပါbye bye ဆက်တော့လာခဲ့ကြပါ